အားလုံးပဲမင်္ဂလာပါဒီချက်နေတာပါဒီချက်ကဒီအင်္ဂလိပ်စာကိုသင်ကြားတဲ့အခါကြောင့်လို့ရှိရင်ပထမဆုံးသိတဲ့ basic grammar 10ခုကိုဒီချက်ကဒီဗီဒီယိုလေး10ခုနဲ့ခွဲပြီးတော့သင်ကြားပြီးသွားမှာဖြစ်တယ်ဒီချက်တို့ဒီအင်္ဂလိပ်စာကိုလေ့လာတဲ့အခါကြောင့်လို့ရှိရင်ဒီချက်ကိုပထမဆုံးသိတဲ့ basic grammar ဒါတွေကဘာတွေလဲဆိုရင်မာတိကာလေးကိုချက်ကဒီဗီဒီယိုမှာအရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဒီဟာလေးပြီးတော့မှဒီခေါင်းစဉ်ခွဲလေးတွေတစ်ခုချင်းစီကိုဗီဒီယိုတစ်ခုခွဲလေးတွေစီမှာလိုက်ပြီးတော့လေ့လာပေးပါဟုတ်ကဲ့နော်ဆိုတော့ဒီချက်တို့ဒီ basic grammar 10ခုကိုဘာဖြစ်လို့အရင်ဆုံးလေ့လာသင်တယ်လဲဆိုတာလေးကိုချက်အရင်ဆုံးပြောပေးမယ်နော်ဆိုတော့ချက်တို့က basic grammar ကိုသိတဲ့အခါကျမှဒါချက်တို့ပထမဆုံးခြာရည်တဲ့စာချောင်းတွေချက်တို့ paragraph တွေချက်မဆိုလို့ essay report တွေမဟုတ်သေးရင်တော့မှ Gmail မှာပို့တဲ့ဟာတွေပြီးချက် message ပို့တာတွေပြီးရင်ကိုကအပြင်မှာစကားထွက်ပြောတဲ့အခါမျိုးတွေစကား speaking လုပ်တဲ့အခါမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေမှာချက်တို့ကတေးချတဲ့မှန်ကန်တဲ့ sentence တွေကိုကျွန်တော်ကပိုင်နိုင်လေးလုပ်လာနိုင်တယ်ပေါ့နော်ဆိုတော့ basic grammar ကိုကျွန်တော်သိပြီးတော့မှဒါတခြား 4 skills ကိုထပ်ပြီးတော့လေ့လာတာမျိုးပြီး speaking တွေကိုတခြားလူတွေနဲ့ဆက်ပြီးတော့စီးပွားရေးကြောင်းပဲဖြစ်ဖြစ်ဘာကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဆက်ပြီးတော့လေ့လာတာမျိုးဆိုရင်ပို့ပြီးတော့အခြေခံကောင်းလေးနဲ့သိရနိုင်မယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီ grammar video တွေထဲမှာဗာလေးတွေပါမလဲဆိုတော့ number 1မှာတော့ကျွန်တော် basic 4 tenses ကိုကျွန်တော်အရင်ဆုံးလေ့လာရမှာဖြစ်တယ် basic 4 tenses ကတကယ်ဆိုတော့ကျွန်တော်ကအင်္ဂလိပ်စာမှာ tenses က12ခုရှိတယ်tenses ကိုဘာလဲဆိုတာမသိသေးတဲ့သူတွေလည်းချင်းနည်းနည်းလေးပြောပြမယ် tenses ကကြတော့ကျွန်တော်ကကျွန်တော် subject ပြုလုပ်တဲ့သူကပြုလုပ်တယ်ပြုလုပ်ခဲ့တယ်ပြုလုပ်နေတယ်ဆိုတော့ကျွန်တော်အခုကရိယာလုပ်တဲ့ action တွေကိုကျွန်တော်ဘယ်တော့မှလုပ်တာလဲဆိုတာကိုကောင်းကောင်းမွန်မွန်နဲ့တိတိကျကျပေါ်ပြတဲ့ကရိယာပုံစံတွေကိုကျွန်တော် tenses လို့ခေါ်တာဟုတ်ပြီနော်ဆိုတော့ eat စားသည် ate စားခဲ့သည် eaten စားပြီးပြီးကျွန်တော် eating စားနေသည်ဒီလိုဟာကိုကျွန်တော် tenses လို့ခေါ်တာဖြစ်တယ်ဟုတ်ကဲ့နော်12 tenses ထဲမှာကျွန်တော်ပထမဆုံးသိတဲ့နာကတော့4 tenses အဲ့ဒါကိုကျွန်တော်ပထမဆုံးဗီဒီယိုမှာသိရမယ်ပြီးရင်ကျွန်တော် second video ကတော့ကျွန်တော်9 English word forms ဒါကတော့ကျွန်တော် basic grammar ကိုလေ့လာပြီဆိုတာနဲ့အင်္ဂလိပ်စာမှာကျွန်တော်မတူညီတဲ့စကားလုံးအမျိုးအစားဘယ်နှခုရှိလဲဆိုတာကိုကျွန်တော်တခါလေးသိထားတဲ့ဘာလို့လဲဆိုတော့ရှင်တို့စကားပြောလေ့ကျင့်တဲ့အခါမှာဖြစ်ဖြစ်အင်္ဂလိပ်စာစာကြောင်းတွေခြာရေးတဲ့အခါမှာဖြစ်ဖြစ်ဆိုတော့ရေးတဲ့သူက verb မှားနေတယ် adverb မှားနေတယ်ဒါမျိုးထောက်ပြတဲ့အခါကျလို့ရှိရင်ဒီရှင်တို့ကဘယ်နားမှာပါမှာလဲဆိုတာကိုသူများလည်းထောက်ပြတဲ့အခါကျရင်ကိုလည်းသိမယ်ပြီးတော့ဘယ်နေရာမှာကိုကထပ်ပြီးတော့လေ့လာရမလဲပို့ပြီးလေ့ကျင့်ရမလဲဆိုတာလည်းရှင်တို့ပို့ပြီးတော့သိလာတယ်နော်ဒါကြောင့်မလို့ခြေတို့က word forms ကိုလည်းခြေတို့အဖွဲလေးတွေဘယ်လိုခွဲလဲဆိုတာသိချသိထားသင့်ပါတယ် number 3 video မှာတော့ခြေတို့ကအင်္ဂလိပ်စာမှာရှိတဲ့ sentence structure 3ခုကိုခြေတို့ခွဲခြားပြီးလေ့လာပေးရမှာဖြစ်တယ်ဆိုတော့အဲ့ဒီ3ခုကခြေတို့လုံးဝလွယ်တဲ့ simple sentence တွေ3ခုဖြစ်တယ်အဲ့ဒီ sentence structure 3ခုကိုလိုက်ပြီးတော့ခြေတို့က sentence တွေမှန်မှန်လေးတွေလိုက်လေ့ကျင့်ပေးရင်လည်းခြေတို့ပြောတဲ့စာချောင်းရဲ့ပုံစံတွေမှန်လာလိမ့်မယ်နော်ပြီးရင်နောက်တစ်ခုခြေတို့က number 4ကကြတော့ common question and answer ဒါကတော့ခြေတို့အသုံးများတဲ့မေးခွန်းတွေနဲ့ပြီးရင်ခြေတို့အဲ့ဒီမေးခွန်းတွေကိုဖြေတဲ့အဖြေတွေဆိုတော့ဘုံအနေနဲ့ခြေတို့အသုံးများတဲ့စာချောင်းတွေကိုခြေတို့ကဒီ number 4မှာလေ့လာရမယ်နောက်တစ်ခုခြေတို့ sentence တွေကိုလေ့လာလို့ပြီးသွားပြီဆိုရင်တော့ခြေတို့ question အပိုင်းကိုသွားရမယ် question မှာကကြတော့အင်္ဂလိပ်စာမှာခြေတို့ question က2မျိုးရှိတယ်question အဲ့ဒီ2မျိုးရဲ့ပြီးရင်အဲ့ဒီ question 2မျိုးကိုခြေတို့ကအခြေအနေအရ tenses တွေအရဘယ်လိုမျိုးလေးတွေခြေတို့ question making လုပ်ရတယ်ဆိုတော့ကျွန်တော်ခြေတို့ဒီ number 5မှာတွေ့ရမယ်ပေါ့နော် number 6ကကြတော့ဒီခြေတို့ sentence and question making exercise အပေါ်မှာ sentence အတွက်လည်းလေ့လာပြီးပြီ question အတွက်လည်းလေ့လာပြီးပြီဖြစ်တဲ့အတွက်အဲ့ဒီနှစ်ခုအတွက်ခြေတို့က exercise တွေဘယ်လောက်တောင်လေ့လာပြီးသွားပြီလဲဘယ်လောက်တောင်နားလည်လဲဆိုတော့ခြေတို့သိရအောင်လို့ exercise တွေလုပ်ဖို့အတွက် video ထည့်ပေးထားတယ်နောက်တစ်ခုခြေတို့ basic prepositions ခြေတို့အင်္ဂလိပ်စာမှာ preposition မြန်မာလို့ဆိုရင်တော့ we verb ပေါ့နော်နေရာတွေအခြေအနေကိုပြတဲ့အခါကျရင်ခြေတို့ထည့်ပေးရတဲ့ we verb စကားလုံးလေးတွေအများကြီးရှိတယ်တကယ်အင်္ဂလိပ်စာမှာဒါပေမဲ့ခြေတို့8ထဲတွေကမှာအသုံးအများဆုံးဖြစ်တဲ့ဒီဘက်မှာတစ်ချက် example ဖော်ပြထားတဲ့ဒီစကားလုံးတွေကိုဒီချက်ကဘယ်အကြောင်းအရာဆိုရင်တော့ဘယ် preposition ကိုသုံးရတယ်ဆိုတာကို example လေးနဲ့တစ်ချက်ပြောပြပေးမယ်ဟုတ်ကဲ့ပြီးရင် number 8ကတော့ကျွန်တော် articles ပါ articles ဆိုတာကျွန်တော် a and the ဒီကျွန်တော်ရဲ့ apple တို့ an apple တို့ဒီဟာအတွက်ကိုကျွန်တော်သုံးရတဲ့ a and the ကိုကျွန်တော်မှန်ကန်စွာဘယ်လိုသုံးလဲဆိုတာလေးကိုကျွန်တော်ပြောပြမယ်ပြီးရင် number 9ကတော့ common phrases for English
ဒီချေအင်္ဂလိပ်စာမှာအသုံးအရမ်းများတဲ့စကားစုတွေကိုရှင်းပြောပြပေးသွားမယ်ဒါကတော့ grammar တော့မဟုတ်ဘူးဒါပေမဲ့ချေလေ့လာနေတဲ့သူတွေအတွက်ဒီချေရက်တူတူအတွင်းမှာမြင်မြန်စကားပြောနိုင်အောင်မြင်မြန်ချေထိရောက်တဲ့စာကြောင်းတွေချရေးနိုင်အောင်လို့ပေါ့နော်ဒီချေဒါကကြတော့ဆိုတော့မြန်လေးလာခြင်းတဲ့သူတွေအတွက်ကိုနေရာတော်တော်များများမှာအသုံးပြုနိုင်တဲ့စကားစုတွေကိုချက်ဖော်ပြပေးမှာဖြစ်တယ်။အဲ့ဒါပြီးတော့နောက်ဆုံးတစ်ခုကတော့ most 10 conjunction to make perfect sentences ဒါကတော့ကျွန်တော် conjunction อ่ะ conjunction ကိုကြားချင်တော့မြန်မာလိုစကားဆက်လို့ခေါ်တယ်။ဒီချေတို့စာကြောင်းတစ်ခုနဲ့တစ်ခုစကားလုံးတစ်ခုနဲ့တစ်ခုနဲ့ကိုခြားထဲမှာဆက်ဆက်ပြီးရဲ့စကားလုံးတွေကိုချေတို့က conjunction စကားဆက်လို့ခေါ်တယ်။အဲ့ဒီစကားဆက်တွေကိုဒီချေတို့ကဒီထဲမှာစကားဆက်တွေကလည်း preposition တို့ပဲအများကြီးရှိတယ်။အဲ့ဒီထဲမှာချေတို့အသုံးများတဲ့စကားလုံးလေးတွေကိုဒီချေကရွေးပြီးတော့အဲ့ဒီဗီဒီယိုထဲမှာဒီချေက example လေးတွေနဲ့အတူတူဘယ်လိုစကားဆက်လေးတွေကိုချေတို့ကြာနာနာလေးသုံးပြုနိုင်မယ်ဆိုတာကိုချေရှင်းပြပေးမယ်။ဟုတ်ကဲ့ဒါကကြတော့ချေဒီ grammar videos ထဲမှာပါမယ့် topic လေးတွေကိုချေမိတ်ဆက်ပေးသွားတာပေါ့နော်အဲ့ဒါအပြင်ဒီချေကနောက်ဆုံးမှာဘာ file လေးထည့်ပေးမလဲဆိုရင် bonus အနေနဲ့ဒီချေကိုအပေါ်ကလေးလာသွားတဲ့ grammar 10ခုကိုဘယ်လောက်တောင်တက်ကြွသွားလဲနားလည်သွားလဲထိရောက်လဲဆိုတာကိုကိုချေတို့စာမေးပွဲစစ်လို့ရမယ် self test တွေချေတခုထည့်ပေးပါမယ်အဲ့ဒီဥစ္စာကိုချေတို့ဗီဒီယိုပေါ့နော်ကြည့်ပြီးသွားတယ်ကြိုက်တဲ့ရက်ပိုင်းမှာကိုပြန်ဖြည့်ပြီးတော့ဒီချေတို့ရဲ့အကြောင်းတစ်ချက်ပြန်ပို့ပေးပါဖြည့်ထားတဲ့အဖြေလေးတွေပေါ့နော်နံပါတ်အတိအကျနဲ့ဟာလေးတွေပြန်ပို့ပြီးဒီချေတို့အဲ့ဥစ္စာကိုပဲအခြေဖြစ်ဖြစ်ချေတို့စစ်ပြီးတော့ feedback လေးဒီချက်ချပြန်ပေးပေးပါမယ်ဟုတ်ကဲ့เนาะဒါကတော့ချေတို့ bonus အနေနဲ့ပါရှင်အဲဆိုရင် thank you ပါပေါ်ဟာလေးတွေကိုချေတို့နံပါတ် like လေးတွေတန်းစီပြီးတော့ဗီဒီယိုလေးလေ့လာပေးပါเนาะဟုတ်ကဲ့ရှင်